မင်္ဂလာပါရှင်ဒီနေ့တော့မိမို့တို့အိမ်မှာအမြဲတမ်းချက်စားဖြစ်တဲ့ဟင်းတမယ်ဖြစ်တဲ့ပဲနီလေးဟင်းလေးချက်စားပါတယ်ဒါကပါဝင်ပစ္စည်းတွေပေါ့နော်ကြက်သွန်နီငရုတ်ကောင်းလှော်မှုန့်ငံပြာရည်ပဲနီလေးအရန်သစ်ချက်ပြီးသားစီချက်ကလေးနဲ့ဂျင်းတို့ပါဝင်ပါတယ်ရှင်ပဲနီလေးကိုရေသုံးကစီးလိုက်ပေါ့နော်မိမိုးကအရင်တည်ထားတာဆိုတော့စီးတာကိုမရိုက်လိုက်ရလို့ပါပြီးရင်ဆူပြီးတော့အဲ့လိုပွက်ပွက်ဆူအောင်တည်ထားပေါ့နော်ပြီးရင်ကြက်သွန်နီလေးတွေလှီးထည့်မယ်ပြီးရင်စီချက်ထည့်လိုက်မယ်ပြီးရင် ဖစ်ဆော့ချရင်ငံပြာရည်ထည့်ပါမကြရင်စားလေးထည့်ပေါ့နော်စားလေးလည်းနည်းနည်းထည့်တယ်အဲ့ဒီကြက်သွန်နီလေးတွေဣတဲ့အထိချက်လိုက်တာပေါ့နော်တွေ့လားကြက်သွန်လေးတွေလည်းဣသွားပြီပဲလည်းပြဲသွားပြီအရသာလည်းအတော်ပဲဆိုလို့ရှိရင်တော့နောက်ဆုံးချကန်ဒီမှာဂျင်းလေးတွေထည့်လိုက်ပါတယ်ဒါ ready to eat ပေါ့နော်ဟင်းပကံတွေကိုခတ်ထည့်တယ်ပြီးရင်တော့အိမ်မှာလှော်ထားတယ်ငရုတ်ကောင်းမှုမှုေးလေးကို on the top ကနေထည့်လိုက်ပါတယ် vegetable တို့ပဲကြဆန်တို့ကြိုက်ရင်လည်းထည့်နိုင်ပါတယ်ရှင်